ဒီနေ့ကျွန်တော်ဝေမျှပေးချင်တာကတော့စားတော့ line ပေါ်မှာမတင်ဘူးတယ်ပေါ့နော်အခုကတော့နည်းနည်းပါးပါးလေးသိအောင်ပြောရမှာရှင်ပေါ့ဒါကတော့အကြံဉာဏ်ပေးတာပေါ့နော်လုံးမယ်တကယ်တမ်းကိုပြောရမယ်လုံးတင်တယ်မလုံးတင်ဘူးလုံးရင်လုံးရမလုံးရတော့ကိုယ့်ကိုယ်ပဲဆုံးဖြတ်ပေါ့နော်အခုနောက်ပိုင်း line ပေါ်တွေမှာကျွန်တော်ခဲချစ်ကန်ဆန်းမဲတွေလို့ရှိရင်မဲဖောက်တာပေါ့တချို့ဆိုလို့ရှိရင်ဒီကိုရဲ့unboxing ပုံစံမျိုးတွေနဲ့လုပ်တဲ့အရာတွေရှိတယ်ပေါ့နော်အဲ့မှာဘာပြောချင်လဲဆိုတော့ဒီလုပ်ငန်းတွေကပေါ့နော်နံပါတ်1အရင်ဆုံးကိုကန်ဆန်းမယ်ပေါ့မြန်မာလူမျိုးတွေအတိုင်းပဲမြန်မာတခုဆိုလို့ရှိရင်ကိုကကိုမကိုချင်ဟိုကမဲဖောက်ပေးတာဆိုလို့ရဲသူကစူကြီးတွေ line ပေါ်မှာပေါက်နေတယ်ဆိုလို့ရှိရင်တကယ်ထင်ရတကယ်တော့မဟုတ်ဒါတွေအကုန်လုံးကဘယ်လိုပြောမလဲကြားဖြန့်အရင်စောပိုင်းကျွန်တော် online ငွေလိမ်လည်မှုပေါ့နော်အဲ့ပုံစံနဲ့ဆင်တူတယ်ဘာလို့ဆင်တူလဲဆိုတော့ကျွန်တော်အစောပိုင်း online ငွေလိမ်မှုမှာပေါ့နော်အရင်ဆုံးဒီတော့ဒီဘယ်လိုပြော round number တနည်းအားဖြင့်ပေါ့ဗျာကျွန်တော်ဖုန်း message မှားပို့တဲ့ပုံစံမျိုးနဲ့ဒီကနေပြီးအချင်းချင်းတချို့ဆိုလို့ရှိရင်အလုပ်ကိစ္စအလုပ်ရှာပေးမယ်ပါညာပေါ့အဲ့လိုပုံစံမျိုးနဲ့လိမ်ရတယ်အဲ့လိုနဲ့အစင်းစင်လိမ်တာပေါ့ဗျာအခုဒီမှာတရုတ်ကမြန်မာဘယ်လိုပြန်လိမ်လဲဆိုတော့မဲဖောက်တယ်ပေါ့ဒီကကန်ဆန်းမဲချစ်တယ်ပေါ့ကန်ဆန်းမဲခဲချစ်တယ်ပေါ့နော်ဒီကခဲချစ်လို့ပေါက်တဲ့ဥစ္စာကိုသွားပတ်စံထုတ်ရမယ်ဘာညာပေါ့ဟိုဒီ messenger မှာသွားပြီးထုတ်ရမယ်စရေးမှာလုပ်မယ်ဘာညာပေါ့ဒီဥစ္စာကိုအကယ်၍မယုံခဲ့ဘူးဆိုလို့ရှိရင်လည်းသူတို့ကဒီသူတို့ထုတ်ပေးလိုက်တဲ့ပြည်စာတွေပြရတယ်ပြီးလို့ရှိရင်အဲ့ license တွေပြရတယ်ပေါ့အဲ့တော့စဉ်းစားကြည့်ဗျာကိုယ်လုပ်ငန်းတစ်ခုကိုဒီကန်ဆန်းမဲနှိုက်မဲ့လူတယောက်အနေနဲ့ယုံကြည်လာဖို့အတွက်ကုမ္ပဏီတစ်ခုရဲ့ license တွေရောဒီပြေစာတွေရောချပြစရာလိုလားအဲ့ချပြတဲ့အကွက်တွေကဘာနဲ့တော့တူလဲဆိုကျွန်တော်တို့အရင်တော့ကျွန်တော်လည်းခံဘူးလို့ပေါ့နော်ကျွန်တော်ဒီ online ဒီငွေလိမ်ပြောမယ်ဒီ chat ကောင်မလေးတယောက်နဲ့ကိုယ်နဲ့ chat တဲ့ပုံစံမျိုးပေါ့သူတို့အဲ့လိုကနေကိုယ်နဲ့ဒီရင်တော့တကယ်ကြီး fan လုပ်တယ်လုပ်ပြီးတော့အဲ့ရနေဖေးနဲ့အဆင့်တွေတက်လာတယ်ကိုယ့်ရဲ့ information တွေသူနှိုက်တယ်အဲ့ရနေတစင်ပြီးတစင်ကိုယုံကြည်အောင်လုပ်တယ်ပေါ့နော်ကိုကမယုံကြည်ဘူးဆိုလို့ရှိရင်ခုနကကျွန်တော်ပြောလို့ပဲပြေစာတွေပို့တယ်ပြီးလို့ရှိရင်သူလုပ်နေတဲ့ကုမ္ပဏီရဲ့ license တွေဘာညာအကုန်ပြတယ်ပေါ့နော်ဒီဥစ္စာကဒါတွေအကုန်လုံးကဒီသူတို့ကြားဖြန့်လုပ်ငန်းမှာဘယ်အလုပ်ပန်းမှကြည့်လိုက်ကြသူတို့အဲ့ကြားဖြန့်နဲ့ပတ်သက်ပြီးလုပ်တဲ့အလုပ်မှန်တယ်များကအကုန်လုံးလိန်တဲ့ပုံစံလေးဘယ်လိုပြောမလဲလုပ်တဲ့ပုံစံတော့ကွဲသွားတယ်တချို့ဆိုလို့ရှိရင်ဒီလိုဒီသမီးစားပုံစံမျိုးကနေပြီးလိန်နေတချို့ဆိုလို့ရှိရင်ဒီအလုပ်ပေးမယ်ဘာညာပေါ့နော်တချို့ဆိုလို့ရှိရင်အခုဆိုလို့ရှိရင်သူကခဲချစ်ကန်ဆန်းမဲတွေပါတယ်ဆိုင်ကမဲဖောက်တာဘာညာအဲ့လိုပုံစံမျိုးနဲ့ပေါ့လုပ်တယ်ပေါ့နော်တကယ်တမ်းကျတော့မရဘူးလားဆိုတော့မရဘူးရတယ်ဒါပေမဲ့ဘယ်လောက်ရလဲဆိုတော့ဥပမာပေါ့ခုနကျွန်တော်ပြောတယ်3,200,000ထည့်မယ်ပေါ့3,200,000ထည့်လိုက်မယ်3,200,000ထည့်မယ်ဆိုလို့ရှိရင်သူကမဲဖောက်ပြီးတယ်စဉ်းစားကြည့်ဗျာ3,200,000ထည့်လို့ရှင်ကိုဒီထက်မှာပေါက်တယ်ဥပမာပေါ့ဟို10သိန်းတော့မဟုတ်ဟိုသူတို့တရုတ်ယွမ်နဲ့မဲဖောက်ပြီးတယ်ပေါ့ဟို10သိန်းတော့မဟုတ်တချို့ဆိုလို့ရှင်ရွှေတွေပိုင်းနဲ့အဲ့လိုပုံစံမလုပ်တာရှိတယ်10သိန်းနဲ့အထက်ပေါ့ဗျာအဲ့လိုမျိုးပေးတာတွေရှိအဲ့မှာစဉ်းစားမှာကိုပြန်ရောလို့ရှင်အနိုင်ဆုံးတော့သူတို့အဲ့ထက်မှာပေးရောတာသိန်းရာကနန်းနေပြီးတော့10ကနန်းဆိုအနိုင်ဆုံးပဲ10ကနန်းရာကနန်းထောင်ကနန်းပတ်စံ3,200,000ရင်းတာစမ်းတဲ့လူတိုင်းသိန်းရာကနန်းထောင်ကနန်း10ကနန်းအမြဲတမ်းပေါက်နောက်တစ်ချက်ကဘာလဲဆိုတော့ထုတ်ပေးလားဆိုတော့မထုတ်ပေးဘူးထုတ်ပေးဒါပေမဲ့ဘယ်လောက်ထုတ်ပေးလဲဆိုတော့ကိုယ့်ရဲ့ယုံကြည်မှုရအောင်ဥပမာပေါ့3,200,000ထည့်ထားတယ်အနည်းဆုံးပြန်မပေးဆို6,000လောက်ပေးတယ်ဒါဒီလိုဆိုလို့ရှိရင်ဒါယုံကြည်မှုရှိတာပထမဆုံးချိန်မှာဒါငါကံမကောင်းလို့ပဲသူလည်းငါ့ကိုတကယ်ထုတ်ပေးတယ်ဒါဆိုနောက်တစ်ချိန်ကထပ်ကြိုးစားမယ်အဲ့လိုမျိုးဒီမှာကိုရှိရငွေပူပြမရရအောင်ထုတ်တယ်နှိုက်တာပေါ့အဲ့လိုမျိုးဆိုတော့တကယ်လို့ကိုကအဲ့လိုမျိုးပြင်မှာကျွန်တော်ပြောရတယ်လက်မခံဘူးဗျာဒါကလည်းလူတိုင်းကိုအတွင်းနဲ့ကိုဆိုလေကဲပေါ့ကျွန်တော်ပြောတာလက်မခံဘူးပေါ့ဗျာတကယ်လို့မယုံပေါ့ဗျာမယုံဆိုလို့ရှိရင်မိတ်ဆွေတွေနဲ့ဘာလုပ်တင်လဲဆိုရင်ကိုကအဲ့လိုမျိုးလုပ်တော့မယ်ဆိုလို့ရှိရင်ဒီဥမာခဲချေကန်ဆန်းမဲတွေကိုဒီထားပေါ် live လွှင့်ပြီးတော့ဒီမဲဖောက်ပေးတာဘာညာပေါ့အဲ့လိုမျိုးလုပ်တော့မယ်ဆိုလို့ရှိရင်အရင်ဆုံးအဲ့ account ရဲ့ follower အခြေအနေဘယ်လိုမှပါမှာပြီးလို့ရှိရင်တကယ်တရားဝင် official ရှိတာလားဟုတ်လားမဟုတ်လားအရင်ဆုံးကိုကအရင်ဆုံးလေ့လာပြီးရင်သူ့ထက်မှာပါတဲ့သူအရင်ဆုံးကိုကတအားမလောနဲ့ဗျာသူလုတ်ပြထားတယ်သူပြနေတဲ့အကြောင်းဥမာဒီမှာဒါပြည်စာထုတ်တာတွေပါလို့ရှိရင်ဒါငွေလွှဲထားတာတွေဒါဆိုလို့ရှိရင်ဟိုကဒီ client ဘက်ကဟိုလက်ခံရရှိကြောင်းတွေဟိုမေးစီတို့သူဖုန်းထဲကနေဓာတ်ပုံတွေပြတခုတူပြလိမ့်မယ်အဲ့လိုမျိုးရှိတာဆိုတော့ကိုကအချိန်လေးတစ်ချက်စောင့်ကြည့်ရတကယ်လို့အဲ့လိုမျိုးမရှိဘူးဆိုလို့ရှိရင်လည်းတကယ်လို့မိတ်ဆွေတဘောပေါ့နော်ကိုပါဝင်ဆော့ချင်တယ်လဲဆော့ပေါ့
100% ပြောချင်တာကတော့မိတ်ဆွေသွင်းတဲ့ငွေက100% လုံးဝပြန်ရမှာမဟုတ်တော့ဘာလို့လဲဆိုတော့ဒါကသူတို့ရဲ့ဒီ online ကြားဖြန့်ဆိုတာခုနကကျွန်တော်ပြောသလိုပေါ့တယောက်နဲ့တယောက်ရင်းနှီးအောင်လုပ်တယ်ချို့ဆိုလို့ရှိရင်အဲ့ရင်းနှီးအောင်လုပ်ပြီးတော့လိမ်တာရှိတယ်ချို့ကြလို့ရှိရင်တော့ဒီအလုပ်ပေးမဲ့ပညာကနေလိမ်တယ်ပေါ့ဗျာအခုကကြတော့သူကအဲ့ပုံစံကဒီနိုင်ငံတကာကနေဒါဖမ်းဆီးနေပြီဆိုတော့နောက်တစ်မျိုးပြောင်းလိုက်တယ်နောက်တစ်မျိုးပြောင်းပြီးတော့ကိုကမြန်မာပြည်တွင်းပြန်လိမ်အဲ့တော့ကိုတတိဝိရိယနဲ့အတိတတိရှိနဲ့လှုပ်တင်လားမလှုပ်တင်လားကိုစဉ်းစားကြည့်ပါနော်ထပ်ပြီးပြောချင်တာကတရားပြောချင်တာတကယ်လို့အဲ့လိုမျိုးတွေကိုကပေါဝင်ကန်ဆန်းနေတယ်ဆိုလို့ရှိရင်အဲ့ live လွှင့်ပြီးတော့လုံနေတဲ့အကောင့်ကတကယ်တရားဝင်လုံနေကြတဲ့နေရာဟုတ်လားနေရာမဟုတ်လားဥပမာဗျာရွှေဆိုင်တွေကမဲဖောက်ပြီးတဲ့ဘာညာဆိုလို့ရှိရင်တကယ်မြန်မာနိုင်ငံမှာတကယ်ရှိပြီးတော့တကယ်တရားဝင်လုံနေတဲ့ရွှေဆိုင်တွေလားဟုတ်လားမဟုတ်လားပြီးတကယ်ဒီလိုပြောမယ်ဒီမဲဖောက်ပြီးတဲ့ဟာတကယ်ရှိတာလားမရှိဘူးလားအင်းဆုံးကိုကလင်းလုံးလေးလာကြည့်သူတို့နေရာဘယ်နေရာမှာရှိတာလဲတကယ်ဟုတ်မဟုတ်ကိုယ်တိုင်လေးလာကြည့်အဲ့မှာနောက်တစ်ခုပြောချင်တာပါလို့ဆိုသူတို့ရှီကနေပြီးမိတ်ဆွေတွေနဲ့ဖုန်းနံပါတ်တို့ဒီ Messenger တို့ CB ဒါဘာတို့ကနေပြီးတော့ဆက်သွယ်မှုရမှာမဟုတ်မိတ်ဆွေတွေနဲ့ဆက်သွယ်လို့လည်းရမှာမဟုတ်တကယ်လို့ဒါသူတို့ဒါတကယ်လုံတဲ့အမှန်ကန်ပေါ့နော်လောက်ကင်နေတဲ့လူတွေဆိုလို့ရှိရင်ဒီ Messenger တို့ဒီ Telegram တို့ဒီ Viber တို့ဆိုတာဒါချိန်ဒီပေါက်တော့သုံးရမယ်ဘာလို့ဆိုတော့တစ်ခုမဟုတ်တစ်ခုအဆင်ပြေအောင်လေမဟုတ်လားအဲ့တော့ကိုစဉ်းစားကြည့်ဗျာအဲ့တော့အရန်ပေးချင်တာတော့ဘလူးတူတယောက်မှမထိခိုက်စေချင်ပါဘူးကိုတိုင်းသူတို့ရဲ့လိန်တဲ့အကွက်တွေထဲမှာသူတို့ရဲ့လှဲတဲ့အကွက်တွေထဲမှာပါမသွားစီဖို့အတွက်ကျွန်တော်အချံပေးတာပါခင်ဗျလိုက်ယုံတာမယုံတာလောက်တာမလောက်တာတော့မိတ်ဆွေတို့ပိုင်းပါခင်ဗျတကယ်လို့ကျွန်တော်ပြောတာလက်မခံအောင်ဆိုလို့ရှိရင်အကြံထပ်ပေးပါမယ်အဲ့အရင်ဆုံးအဲ့အကောင့်တွေကိုကိုက follow လုပ်ထားတဲ့ဒါမှမဟုတ်ဒီမဲနှိုက်တာတွေမှာကိုကစိတ်ဝင်စားတယ်ဆိုလို့ရှိရင်အဲ့ရဲ့ဘယ်လိုပြောရမလဲလုပ်ငန်းကအပြင်မှာတကယ်ရှိလားမရှိလားတကယ်တရားဝင်ဥမာပေါ့ရွှေဆိုင်တကယ်တရားဝင်ရှိတာတကယ်စိန်ဆိုင်တကယ်တရားဝင်ရှိတာဆိုင်ငယ်ဆိုင်တရားဝင်ရှိတာလားဒီဥစ္စာကိုတေချာအင်းဆုံးလေးလာပြီးကမှပေါဝင်ကန်ဆန်းမှုအတွက်အကြံပြုလိုပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ